စက်ကူတရွက်ပေါ်မှာအနက်ရောင်မှင်တစ်စက်ကနေဘယ်လိုအသက်ဝင်လာသလဲဆိုတာဒီနေ့ဆွဲပြသွားမှာဖြစ်ပါတယ်။နှစ်ပေါင်းများစွာသက်တမ်းရှိပြီဖြစ်တဲ့မှင်နဲ့ brush ကိုဘယ်လိုအသုံးပြုလဲဘယ်လိုထူးခြားချက်တွေရှိလဲဆိုတာကိုကျွန်တော်လက်တွေ့ဆွဲပြရင်ရှင်းပြပေးသွားမှာပါ။ကျွန်တော်တို့ပကြီးဆွဲတဲ့အခါပစ္စည်းများစွာမီဒီယမ်များစွာရှိတဲ့နဲ့မင်းနဲ့ brush ကလည်းထူးခြားတဲ့မီဒီယာတစ်ခုဖြစ်ပါတယ်။ဒီအနုပညာပုံစံဟာကျွန်တော်တို့ကိုစိတ်ရှည်သိခံမှုတဘာဝနဲ့တသားရဲကြမှုအတွင်းစိတ်ရဲ့လွတ်လပ်မှုကိုသင်ကြားပေးပါတယ်။စုပ်ချက်တစ်ချက်စီတိုင်းကအတိအကျပြတ်သားရပါတယ်။ဒါဟာပကြီးဆရာရဲ့စိတ်သက်ခွန်အားယုံကြည်မှုနဲ့လေ့ကျင့်မှုတွေကိုထင်ဟပ်စေပါတယ်။ထူးခြားပြီးလွတ်လပ်ပေါ်ပါတဲ့အနုပညာပုံစံတစ်ခုလို့လည်းကျွန်တော်မြင်မိပါတယ်။အခုဆွဲပြနေတဲ့ brush လေးက brush pen အမျိုးအစားဖြစ်ပါတယ်။မင်းတို့စရာမလိုဘူး။မင်းဖြည့်ပြီးတော့ဆွဲလို့ရတဲ့အမျိုးအစားဖြစ်ပါတယ်။ဒီ brush လေးကလည်းမင်းတို့ပြီးတော့ဆွဲစရာမလိုတဲ့အတွက်တစ်မျိုးအဆင်ပြေပါတယ်။အထူးသဖြင့်အောက်တိုးထွက်ပြီးရေးဆွဲတဲ့အခါမှာပိုပြီးတော့အဆင်ပြေပါတယ် brush လေးတွေကထိပ်ဖြားချွန်ပြီးတော့ပျော့ပြောင်းကြပါတယ်ဒါက line variation လို့ခေါ်တဲ့ရေးချက်အဖိဖော်ကိုလွယ်လွယ်ကူကူဖန်တီးနိုင်ပါတယ်အချောင်းနဲ့ရေးချက်အထူအပါအနုအကျန်းမြင်းချောင်းတွေကိုတစ်ချက်တည်းနဲ့ဆွဲနိုင်တာကစုတ်တန်ရဲ့အမခန်းဆွဲရည်ပဲဖြစ်ပါတယ်ဒီစုတ်တန်ရဲ့အမွှေးလေးတွေကိုဘာတွေနဲ့ပြုလုပ်ထားရဲဆိုတဲ့အပိုင်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီစုတ်တန်ရဲ့အမွှေးလေးတွေကိုများသောအားဖြင့်တိရစ္ဆာန်ရဲ့အမွှေးတွေနဲ့ပဲပြုလုပ်ကြပါတယ်သူတို့ရဲ့မတူညီတဲ့ဘာဝကြောင့်စုတ်တန်ရဲ့ထိန်ချုံနိုင်စွမ်းမင်းဆုပ်ယူနိုင်စွမ်းစုပ်ချက် stroke အမျိုးအစားတွေကွာခြားသွားပါတယ်စုပ်တန်ရဲ့အမွှေးလေးတွေကိုမြင်းရဲ့အမွှေးဝက်ရဲ့အမွှေးစိတ်ရဲ့အမွှေးဖြံရဲ့အမွှေးစတာတွေနဲ့ပြုလုပ်ကြပါတယ်အဲ့ဒီတွေကမှအများဆုံးအသုံးပြုကြတာကတော့စိတ်မွေးနဲ့ဖြံမွေးတွေပဲဖြစ်ပါတယ်နောက်တစ်ခုကအခုဆွဲနေတဲ့ brush နဲ့ watercolor brush တွေမတူပါဘူး watercolor brush မှာကတာမွေးမျိုးစုံကိုအသုံးပြုတယ်ဆိုပေမဲ့ပိုပြီးတော့ရှားပါတဲ့တာမွေးမျိုးကိုလည်းအသုံးပြုတာမျိုးရှိပါတယ်ရှင်းမွေးနဲ့ပြုလုပ်ထားတဲ့စုပ်တန်လေးတွေကပုံမှန်စုပ်တန်တွေအတွက်ပိုပြီးတော့စိတ်ကြည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်းမွေးဟာတိရစ္ဆာန်အမွေးအမြင်တွေထဲမှာအလွန်ကိုနူးညံ့ပြီးရေဆေးကိုအများဆုံးဆုပ်ယူထိမ့်သိမ်းနိုင်စွမ်းရှိလို့ပါပဲ။သူ့ရဲ့ဒီလိုဆွမ်းဆောင်ရည်တွေကြောင့်ဆေးကိုခဏခဏတို့ယူစရာမလိုပဲနဲ့စုပ်ချက်အရှိကြီးတွေဆွဲနိုင်ပါတယ်ပြီးတော့သူ့ရဲ့နုညံ့တဲ့သဘာဝကြောင့်စက်ကူပေါ်မှာအယောင်ပြောင်းလဲမှု gradient တွေကိုအရန်ချောမွေ့စွာဖန်တီးနိုင်ပါတယ်အထူးသဖြင့်ရေစေးပကြီးဆွဲတဲ့အခါဒါမှမဟုတ်မှင်ပကြီးမှာကြီးမားတဲ့နေရာတွေကိုအယောင်ဖြည့်တဲ့အခါဒါမှမဟုတ်တိမ်တွေရေပြင်တွေလိုနူးညံ့တဲ့အရာတွေကိုပုံဖော်တဲ့အခါရှင်းမွေးစုပ်တန်လေးတွေဟာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်သူ့ရဲ့ထိပ်ဖြားလေးတွေကနူးညံ့ပေမဲ့လို့တိကျတဲ့မြင်းချောင်းတွေကိုဆွဲဖို့ထိန်းချုပ်ရတာလွယ်ကူပါတယ်ဒါကြောင့်ပကြီးပညာရှင်တွေကြားမှာ
တန်မိုးထားတဲ့စုတ်တံအမျိုးအစားတစ်ခုဖြစ်ပါတယ်စုတ်တံထုတ်တဲ့အမတ်တစိတ်လေးတွေတော့အများကြီးရှိပါတယ်အဲဒီတဲကမှဒါဗင်ချီဆိုတဲ့ brand ကိုတော့ခေါ်ရလွယ်ကူလို့ကျွန်တော်မှတ်မိနေပါတယ်ကျွန်တော်တို့ပကြီးဆွဲတဲ့အခါမှာအရာဝတ္ထုတွေရဲ့ပုံမှန်တရံကိုကြီးဆွဲတာမဟုတ်ပဲသူ့ရဲ့အတွင်းပိုင်းစွမ်းအင်နဲ့အသက်ကိုပါထုတ်ဖော်နိုင်ဖို့ကြိုးစားရပါတယ်ဒါကြောင့်ပကြီးတွေဟာရိုးရှင်းပေမဲ့တကယ်ကိုအသက်ဝင်လှုပ်ရှားနေတယ်လို့ခံစားရတာဖြစ်ပါတယ်ပကြီးကားတစ်ချက်ရဲ့ဖွဲ့စည်းပုံဟာလည်းအရေးကြီးပါတယ်ပကြီးမှာ negative space လို့ခေါ်တဲ့နေရာလွတ်တွေကိုလည်းကျွန်တော်တို့အလေးထားပါတယ်ဆွဲထားတဲ့ပုံဘေးနားကလွတ်နေတဲ့နေရာလွတ်တွေကိုပုံရဲ့အစိပ်ပိုင်းတစ်ခုလိုသဘောထားပြီးပုံကိုဟန်ချက်ညီစေပါတယ်ဒီဗီဒီယိုလေးမှာအေဂျင့်နဲ့တေးသွားတဲ့အတူစုတ်တန်လေးတွေရဲ့ထူးခြားစမ်းကြယ်မှုကိုမြင်တွေ့ရမှာပါစုတ်ချက်တစ်ချက်စီတိုင်းကတဘာဝရဲ့အသက်ကိုဘယ်လိုပုံဖော်လဲအဖြူမဲရဲ့အဆက်ညင်ဘက်ကနေဘယ်လိုလှပမှုတွေပေါ်ထွက်လာမလဲဆိုတာဆွဲတဲ့လူကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်စိတ်လှုပ်ရှားရတဲ့ကိစ္စဖြစ်ပါတယ်ကျွန်တော်အတွက်တော့ရင်ခုန်စိတ်လှုပ်ရှားရသလိုစိတ်ဝိညာဉ်ကိုငြိမ်းချမ်းစေတဲ့အနုပညာခရီးစဉ်လေးတစ်ခုဆိုရင်လည်းမမှားပါဘူးဒီဗီဒီယိုလေးကိုကြည့်မိလို့နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်ပကြီးဝန္ဒနာပါတဲ့တငယ်ချင်းတွေကိုလည်းညွှန်ပေးနိုင်ပါတယ်နောက်ထပ်လည်းကျွန်တော်ဆရာဘက်အနေနဲ့ပကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအချိန်ရရင်ရတယ်လို့မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်သိချင်တဲ့အကြောင်းအရာပြီးတော့ဆွဲပြစေချင်တဲ့ပုံတွေရှိလို့ရှိရင်လည်း comment box မှာရေးပေးခဲ့ပါဦး။ issue အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။